မိတ်ဆွေဒီဗီဒီယိုတော့နားခမဲ့အမှန်တရားတစ်ခုနဲ့စကားဆပြရစီခမ ्या ကိုယ့်ကိုပျောက်ဆုံးနေတာမဟုတ်ပါဘူးခမ ्या ပြင်းရသွားတာအားနေသွားတာရီမှန်းချက်ပျောက်သွားတာဒါလည်းတစ်ခုမှမဟုတ်ပါဘူးတကယ်တော့ခမ ्या ဖြစ်နေတာကိုယ့်စိတ်ကိုပြန်မခိုင်းနိုင်တော့ပါကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုမှာ self wine နဲ့အကြောင်းပြောခဲ့ကြရနော်မှန်ထဲမှာကိုယ့်ပုံရိပ်ကိုပြန်မြင်အောင်ကြည့်ခဲ့ကြတယ်။အဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့မိတ်ဆွေတို့တွေကတော်တော်များများငါဘာမှနေလဲသိပြီငါဘာလို့နေလဲသိပြီလို့ပြောကြတယ်။ဝမ်းသာပါတယ်။ဒါပေမဲ့သိုံနဲ့ဘဝပြောင်းလဲသွားပါမလား။ဥပမာတစ်ခုပြောပြပါမယ်။ဆက်လက်တောက်တာကျမ်းမာရေးထိခိုက်တယ်ဆိုတာဆက်လက်တောက်တဲ့သူတိုင်းသိပါတယ်။မနဲ့စောစောထတာကောင်းတယ်ဆိုတာလူတိုင်းသိပါတယ်။ဝေစုမှတတိဖြစ်မယ်ဆိုတာလူတိုင်းသိပါတယ်။ဒါပေမဲ့လူတိုင်းဆက်လက်ဘာလို့မဖြစ်နိုင်ကြလဲ။ဘာလို့လူတိုင်းတတိမဖြစ်ကြလဲ။အဖြေကရှင်းရှင်းလေးပါ။သိတာနဲ့လောက်တာနဲ့ခြားမှာအရာမကြောက်ကဘာကြီးတစ်ခုကခြားနေလို့ပါပဲ။အဲ့ဒီကြောက်ကဘာကြီးကိုဖြတ်ကူးဖို့ပေါင်းကူတရားတစ်စင်းပဲရှိပါတယ်အဲ့ဒီတရားနာမည်ကတော့ self discipline ဆိုတဲ့မိမိကိုယ်ကိုထိန်းချောင်းခြင်းပါပဲဒီနေ့ကျွန်တော်တို့ midlife reboot မှာခင်ဗျားတို့ရဲ့ဘဝတစ်လျှောက်လုံးအထင်လွဲခဲ့တဲ့စီကန်းဆိုတဲ့စကားလုံးကိုအတိတ်ပဲပြန်ဖွင့်ကြမယ်ပြီးရင်ခင်ဗျားတို့လိုချင်တဲ့အိမ်မက်စီကိုရောက်ဖို့လိုအပ်နေတဲ့ဒီလက်နက်ကိုဘယ်လိုတက်ဆင်မလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြပါမယ်လူတွေက self discipline ဆိုရင်ဘာကိုပြင်းမြင်ကြလဲစစ်တပ်ထဲကစစ်သားတွေလိုမနဲ့၄နာရီအိယာထတာဝန်တွေကိုတိတိကျကျထမ်းဆောင်အဲ့လိုမျိုးကိုပြင်းမြင်တတ်ကြတယ်စီကန်းဆိုတာလွတ်လပ်မှုကိုချုပ်ကျဲခြင်းလို့ထင်တတ်ကြတယ်တကယ်တော့လုံးဝမှားပါတယ် self discipline ဆိုတာကိုယ့်ကိုနှိမ့်ဆက်ခြင်းမဟုတ်ပါဘူး self discipline ဆိုတာကိုယ့်ကိုချစ်ခြင်း self love ရဲ့အမြင့်ဆုံးပုံစံတစ်ခုပါတေချာလေးစဉ်းစားကြည့်ပါခမ ्या ကိုခမ ्या တကယ်ချစ်တယ်ဆိုရင်ခမ ्या ရဲ့ခန္ဓာကိုယ်အစိတ်ဖြစ်စေမဲ့အစားအစာတွေကိုကျွေးပါမလားမကျွေးဘူးနော်ခမ ्या ရဲ့အနာဂတ်ကိုတကယ်ချစ်တယ်ဆိုရင်ဒီနေ့မှာအချိန်ဖြုံးပြီးတော့နေပါမလားမဖြုံးတော့ဒါကြောင့်ကျွန်တော်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ဒါပါပဲ self discipline ဆိုတာခမ ्या အခုချက်ချင်းလိုချင်နေတဲ့အရာနဲ့ခမ ्या ဘဝမှာအလိုချင်ဆုံးအရာကိုရှင်လာတဲ့အခါအလိုချင်ဆုံးအရာကိုရွေးချယ်နိုင်စွမ်းပါပဲဥပမာအခုချက်ချင်းကိတ်မုတ်စားကျင်တာနောင်းမှာဒါပေမဲ့ကျမ်းမာပြီးတော့ဝိတ်ကြကျင်တာ most ပါအခုချက်ချင်းဖုန်းပုတ်ပြီးတော့ဂိမ်းဆော့ကျင်တာနောင်းပါဒါပေမဲ့ကိုယ်ဝန်စီးပွားရေးလုပ်ချင်တာ most ပါဒီနောင်းနဲ့ most တိုက်ပွဲမှာ most ဘက်ကနိုင်အောင်ကူညီပေးတဲ့မိတ်ဆွေကောင်းကတော့ self discipline ပါပဲကျွန်တော်တို့ midlife လူလက်ပိုင်းရွယ်တွေမှာဒါဘာလို့ပိုရေးကြည့်ရလဲငယ်တော့မိဘခိုင်းလောက်တယ်ဆရာရိုက်မှကြောက်လို့စာကြက်တယ်ကျွန်တော်တို့ထိန်းချောင်းပေးမဲ့ပြင်ပစည်းကမ်းတွေရှိခဲ့ကြတယ်ဒါပေမဲ့အသက်3-40ကျော်လာတဲ့အခါမှာဘသူမှခမ ्या ကိုလာမရိုက်တော့အဲ့လူထတော့လေအလုပ်ကြိုးစားလေဆိုပြီးတော့ဘသူမှလာမပြောတော့ခမ ्या ကိုကယ်တင်မဲ့သူကခမ ्या ကိုယ်တိုင်ပဲရှိတော့တယ်လောကကြီးမှာရည်ချင်းရှိပြီးတော့မအောင်မြင်တဲ့သူတွေအများကြီးပါညံကောင်းပြီးတော့ဘဝပြတ်သွားတဲ့သူတွေလည်းဒုနဲ့တေးပါဒါပေမဲ့ discipline ရှိပြီးတော့ဘဝပြတ်သွားတဲ့သူဆိုတာမရှိတော့ရှားပါတယ်အောင်မြင်မှုဆိုတာ motivation နဲ့မဆိုင်ပါဘူး motivation ဆိုတာရေချိုးတယ်လို့ပါပဲဒီနေ့ချိုးရင်ဒီနေ့လမ်းဆန်းမယ်မနေ့ကကြာရင်တော့ပြန်ပြီးတော့ပုံမှန်တိုင်းနန်းစော်နေမှာပါပဲ discipline ဆိုတာကတော့အကျင့်ပါခမ ्या စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလုပ်စရာရှိတာကိုလုပ်ဖြစ်အောင်လုပ်နိုင်စွမ်းပါခ
ခင်ဗျားစိတ်ပါမှအလုပ်လုပ်မယ်ဆိုရင်ခင်ဗျားကဝါသနာရှင်စစ်မှာပဲရှိပါသေးတယ် professional ကျွမ်းကျင်သူတွေကတော့စိတ်မပါလဲလုပ်เสียရှိအောင်ပြီးအောင်လုပ်တတ်ကြတယ်အဲ့ဒီကွာခြားချက်ရပဲတထင်းနဲ့ဆင်းရဲသားအောင်မြင်သူနဲ့ကြာရှုံးသူကိုခွဲခြားပေးလိုက်တာပါကဲ self discipline ကခင်ဗျားရှိမှရှိလာခဲ့ရင်ဘာတွေပြောင်းလဲသွားမလဲနံပါတ်1စစ်မှန်တဲ့လွတ်လပ်မှု true freedom ဂျွန်ကိုဝီလီယမ်ဆိုတဲ့အမေရိကန်စာရေးဆရာကြီးပြောခဲ့တဲ့စကားတစ်ခုရှိတယ် discipline equal freedom တဲ့ခင်ဗျားငွေကြေးသုံးစွဲမှုစီကံမရှိရင်ခင်ဗျားအကျွေးတွေရဲ့ကြီးကျုံဖြစ်လာလိမ့်မယ်ခင်ဗျားစားသောက်မှုစီကံမရှိရင်ခင်ဗျားယောဂတွေရဲ့ကြီးကျုံဖြစ်လာမယ်ကိုမထိန်ချုပ်နိုင်ရင်ခင်ဗျားကိုတခြားအရာတွေကလာပြီးတော့ထိန်ချုပ်ပါလိမ့်မယ် self discipline ရှိမှသာခင်ဗျားကိုယ့်ဘဝကိုကိုယ်တိုင်ပဲ့ကန်နိုင်တဲ့လွတ်လပ်တဲ့သူဖြစ်လာမှာပါနံပါတ်2ကတော့ကိုယုံကြည်မှုဆိုတဲ့ self confidence ပါ confidence ဆိုတာမှန်ရှင်းမှရက်ပြီးတော့ငါလုံနိုင်တယ်လို့အော်နေုံနဲ့ရလာတာမဟုတ်ဘူးဗျကိုပေးထားတဲ့ဂတိတွေကိုတည်တဲ့အခါမှာရလာတာပါဘယ်နဲ့ပြန်ငါလေးချင်ကလုံမယ်လို့ဂတိတွေပေးပြီးတော့တကယ်လုပ်ဖြစ်တဲ့အခါခမရဲ့အုံတော့ကအော်ဒီကောင်ကပြောရင်ပြောရတဲ့အလုပ်ပါလားဆိုပြီးတော့ကိုလေးစားလာတယ်အဲ့ဒီကနေပြီးယုံကြည်မှုစစ်တွေထွက်လာတာပါနံပါတ်3ကတော့ mental clarity ဆိုတဲ့စိတ်ကြည်လင်မှုပါဘာလို့ရမလဲဆိုတာသိနေပေမဲ့မလို့ဖြစ်တဲ့အခါအဖြစ်ရှိစိတ်ကလူကိုအယမ်းပူလောင်စေပါတယ် self discipline ရှိလာတဲ့အခါအဲ့ဒီအဖြစ်ရှိစိတ်တွေပျောက်သွားမယ်ခေါင်းရင်းသွားမယ်ညဘက်အိယာဝင်တဲ့အခါဒီနေ့ငါတာဝန်ကကြေခဲ့တယ်ဆိုတဲ့ပီတိနဲ့အိပ်ပျော်သွားလိမ့်မယ်ကောင်းပြီ self discipline ကောင်းမှတော့သိပြီဒါကိုဘယ်လိုတည်ဆောက်မလဲမနေ့ပြန်စပြီးတော့ငါကြိုးစားတော့မယ်လို့ဆိုပြီးတော့သွားမလုပ်ပါနဲ့အဲ့ဒါအလုံးမဖြစ်ပါဘူး discipline ဆိုတာကြွက်သားတစ်ခုလိုပါပဲချက်ချင်းအလေးချိန်ပေါင်100ကိုမနိုင်ပါဘူးဖြည်းဖြည်းချင်းလေ့ကျင့်ယူရပါတယ်ဒီမှာသိပ္ပံနည်းကျနီလန်း3ခုကိုပေးပါမယ်နီလန်းနံပါတ်1ကတော့ start small micro habit ပါရုပ်တရက်ကြီးတစ်နေ့တစ်နာရီစာဖတ်မယ်မလုပ်ပါနဲ့ခင်ဗျားအုံတော့လက်ခံမှာမဟုတ်ပါဘူးတစ်နေ့2မိနစ်စာဖတ်မယ်လို့ပဲစလုပ်ပါရေးစရာကောင်းတယ်လို့ထင်ရပေမဲ့ဒါအရှိန်ယူခြင်းပါ2မိနစ်ဖတ်ပြသွားရင်10မိနစ်ဖတ်ဖို့မခဲရင်တော့အရေးကြီးတာလုတ်ပြသွားရဲဆိုရယ်အောင်မြင်မှုကိုအုံတော့ကိုအရသာပြလိုက်ဖို့ပါဒီနံပါတ်2ကတော့ remove friction ပါwillpower ဆိုတဲ့စိတ်ဆွမ်းအားကိုအယမ်းမယုံပါနဲ့မိမိရဲ့ပတ်ဝန်းကျင် environment ကိုပဲယုံပါဖုန်းမသုံးရင်ဖုန်းကိုမျက်စိရှိမှမထားပါနဲ့အခြားခန်းမှာသွားထားပေးပါမနေ့လေ့ကျင့်ခန်းလုပ်ချင်ညာကလေးကဖက်နဲ့ဝတ်စားတွေကိုအစင်းနဲ့ထုတ်ထားပါမကောင်းတဲ့အကျင့်တွေကိုလောအောင်ခတ်အောင်ဖန်တီးထားပါကောင်းတဲ့အကျင့်တွေကိုလောအောင်လွယ်အောင်ဖန်တီးပါဒါပဲဒီနံပါတ်3ကတော့ the identity shift ဆိုတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြောင်းလဲခြင်းပါပဲငါဆက်လက်ဖြတ်ဖို့ကြိုးစားနေရဲလို့မပြောပါနဲ့ငါဆက်လက်မတောက်တဲ့တူလို့ပြောပါငါစာရေးဖို့ကြိုးစားနေရဲလို့ပြောပါနဲ့ငါစာရေးဆရာလို့ခံယူပါခမရဲ့လုပ်ရက်ကခမရဲ့ identity ဆိုတာကိုပေါ်ပြနေပါတယ်ခမကိုခမစီကံရှိတဲ့သူလို့အရင်ယုံကြည်လိုက်ပါပြီးတော့အရေးကြီးဆုံးတစ်ချက်ရှိပါသေးတယ်ကိုယ့်ကိုခွင့်လွှတ်ပါဆိုတဲ့ focus ပြီးတော့ဆက်ပါပဲ discipline တိဆောက်တဲ့လမ်းခီးမှာခမလဲကျနေအောင်ပါခါလေရက်ပြတ်မိမယ်အဲ့ဒီခါငါအတုံးမကြပါဘူးကွာဆိုပြီးတော့အားလုံးကိုလွတ်မချလိုက်ပါနဲ့โอเคဒီတော့ငါမှားသွားတယ်မနေ့ပြန်စမယ်ဆိုပြီးတော့ကိုယ့်ကိုခွင့်လွှတ်ပြီးတော့ချက်ချင်းပြန်ထပါ never miss try ဆိုတဲ့နှစ်ခါစက်တိုင်းမပြတ်စင်နေဆိုတဲ့စီကံကိုထားပါမိတ်ဆွေဒီနေ့ကျွန်တော်ပြောခဲ့တာတွေကခင်ဗျားအတွက်နားထောင်လို့ကောင်းတဲ့စကားလုံးသက်မဖြစ်စေချင်ပါဘူးခင်ဗျားရဲ့ဘဝမှာ reboot လုပ်မယ်အသစ်ကပြန်စမယ်ဆိုရင် self awareness နဲ့လမ်းကိုရှာပါ self discipline နဲ့အဲ့ဒီလမ်းပေါ်မှာဆက်လျှောက်ပါ
အသက်350ဆိုတာနောက်ကျနေပြီလို့ဘယ်သူကပြောလဲ KFC ပန်ရှင်ကာနယ်ဆန်တာဆိုတဲ့ပုံကူကြီးအောင်မှအသက်60ကျော်မှစီးပွားရေးစခဲ့တာပါမိတ်ဆွေမှာအချိန်တွေအများကြီးကြံပါသေးတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေကိုဘယ်လိုသုံးချမလဲဆိုတာကတော့ဒီနေ့ခင်ဗျားတည်ဆောက်မဲ့ self discipline ပေါ်မှာပဲမူတည်နေပါတယ်ကျွန်တော်တို့ Midlife Reboot Channel ကမိတ်ဆွေတွေရဲ့ဘဝမောတွေကိုဖြည့်ဖြောက်ပေးရုံနဲ့မဟုတ်ဘဲနဲ့လက်တွေ့ကြတဲ့ဘဝပြောင်းလဲမှုတွေအထိအတူတူလက်တွဲသွားဖို့ရည်ရွယ်ထားပါတယ်အခုဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေရဲ့ဘဝမှာပြင်ကျင်နေတဲ့ဒါပေမဲ့မပြင်နိုင်သေးတဲ့အကျင့်စိုးတစ်ခုကပါလဲဒါမှမဟုတ်ဒီနေ့အစပြီးတော့မိတ်ဆွေတီဆောက်မဲ့အကျင့်ကောင်းတစ်ခုကပါလဲ comment မှာရေးသွားပေးကြပါမိတ်ဆွေရဲ့ comment တစ်ခုဟာတခြားသူတွေအတွက်လည်းအားသေးဖြစ်နေနိုင်ပါတယ်ဒီလိုဘဝအတွက်အနှစ်သာရရှိတဲ့အကြောင်းအရာတွေကိုအပတ်စဉ်တင်ဆက်ပေးနေတာမို့လို့ကျွန်တော်တို့ရဲ့မိသားစုဝင်ဖြစ် subscribe နှိပ်ပြီးတော့အတူတူခီးဆက်ကြဖို့ဖိတ်ခေါ်ပါတယ်နောက်ပတ်မှာတော့ mental resilience ဆိုတဲ့စိတ်ဓာတ်ကြက်ခိုင်မှုကြောင့်ဆက်ဆွေးနေပါမယ်အဲ့ဒီချိန်ဒီကိုယ်စိတ်ကိုနိုင်အောင်ထိန်းနေကိုယ့်ဘဝကိုယ်တိုင်ပုံဖော်နိုင်ကြပါစေအားလုံးပဲကောင်းသောနေ့ရက်လေးဖြစ်ကြပါစေ